ကိုယ့်ရဲ့ networking ဒါမှမဟုတ်ဆက်သွယ်မှုကောင်းခြင်းဆိုတာဟာမိမိရဲ့အလုပ်အကိုင်စီးပွားရေးနဲ့ကိုယ်ပိုင်ဘဝအတွက်အကျိုးရှိစေမယ့်လူမှုဆက်ဆံရေးအပေါင်းအသင်းကွန်ရက်ကိုတည်ဆောက်တာနဲ့ထိမ့်သိမ့်တာကိုဆိုလိုပါတယ်။အလွယ်တကူပြောရရင်လူမှုဆက်ဆံရေးအတိုင်းဝိုင်းကျေပြည့်အောင်တည်ဆောက်တာလို့မှတ်သားနိုင်ပါတယ်။ယနေ့လိုချိတ်ဆက်မှုအားကောင်းလာတဲ့ကမ္ဘာကြီး globalize ပေါ်မှာအောင်မြင်မှုဟာမိမိရဲ့အရေးချင်း skill တစ်ခုတည်းအပေါ်မှာသာမမူတည်တော့ပဲဘယ်သူတွေနဲ့ချိတ်ဆက်ထားတဲ့ who you know ဆိုတာကပါအဓိကအရေးပါလာပါတယ်။စီးပွားရေးလောကမှာကိုယ့်ရဲ့ကောင်းတစ်ခုဟာငွေကြေးလိုမျိုးတန်ဖိုးရှိတဲ့လူမှုအရင်းအနှီး social capital ကိုဖန်တီးပေးပါတယ်။တက်တန်းတွေကကမ္ဘာထိပ်တန်းစီးပွားရေးခေါင်းဆောင်တွေရဲ့85%ကျော်ဟာသူတို့ရဲ့အလုပ်ကိုင်ခွင့်လန်းတွေကိုကိုယ်ပိုင်ကိုယ်ရက်တွေကနေတဆင့်ရရှိခဲ့တယ်လို့တွေ့ရှိရပါတယ်။ကိုယ့်ရဲ့ချိတ်ဆက်မှုဟာလုပ်ငန်းသစ်တွေစတင်ဖို့အတွက်ငွေကြေးရင်းနှီး capital ရှာဖွေရမှာဈေးကွက်သစ်တွေ new markets တွေကိုစုံစမ်းရမှာနဲ့ခက်ခဲတဲ့ပြဿနာတွေ challenges တွေကိုဖြေရှင်းရမှာအလွန်အထောက်အကူပြုပါတယ်။ဒီတို့ချင်းစီရဲ့ကိုယ်ပိုင်ဘဝမှာလည်း emotional support အကျဉ်းဉာဏ်တွေနဲ့ဘဝရဲ့အခွင့်အလမ်းကောင်းတွေကိုကိုယ့်ရက်ကနေတဆင့်ရယူနိုင်ပါတယ်။ဒါကြောင့်အလုပ်သစ်ရှာတာပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းကိုတိုးချဲ့ရပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘဝမှာပိုပျော်ရွှင်ချင်တာပဲဖြစ်ဖြစ်စက်တယ်မှုကောင်းခြင်းကိုလက်လူရှုလို့မရပါဘူး။ဒီနေ့ဗီဒီယိုမှာဆိုရင်လုပ်ငန်းနယ်ပယ်နဲ့လူမှုဘဝမှာကိုယ့်ရဲ့ချိတ်ဆက်ခြင်းရဲ့အရေးကြီးတဲ့အချက်တွေကိုဖော်ပြပေးလိုက်ရပါတယ်။ပထမတစ်ပိုင်းအနေနဲ့ networking ဟာစီးပွားရေးလုပ်ငန်းနယ်ပယ် business affairs မှာဘယ်လိုအရေးပါလဲ။နံပါတ်1အခွင့်အလမ်းသစ်များရရှိခြင်းကိုယ့်ရဲ့ထဲကလူတွေကနေတဆင့်အလုပ်သစ်တွေဖက်ဆက်လုပ်ကိုင်ခွင့်တွေဒါမှမဟုတ်ကိုယ့်လုပ်ငန်းအတွက်လိုအပ်တဲ့ဝန်ဆောင်မှုပေးတဲ့သူတွေကိုလွယ်လွယ်ကူရှာတွေ့နိုင်ပါတယ်။အများစုကမသိသေးတဲ့သို့ဝှက်အခွင့်အလမ်း hidden opportunities တွေကိုဦးဆုံးသိရှိနိုင်ပါတယ်။နံပါတ်2အသိပညာနဲ့အကြံဉာဏ်များဖလှယ်နိုင်ခြင်းကိုယ့်ရဲ့ကောင်းတစ်ခုမှာကိုယ့်နယ်ပယ်မှာအတွေ့အကြုံရှိပြီးထူးချွန်တဲ့ပုံကိုယ်တွေပါဝင်ပါတယ်။သူတို့စီကကိုကြုံတွေ့နေရတဲ့ပြဿနာတွေအတွက်လက်တွေ့ကျတဲ့အကြံဉာဏ်တွေဒါမှမဟုတ်ဈေးကွက်ဆိုင်ရာအချက်လက်တွေကိုအခမဲ့ရယူနိုင်ပါတယ်။နံပါတ်3လုပ်ငန်းယုံကြည်စိတ်ချရမှုတည်ဆောက်ခြင်း building trust and reputation လုပ်ငန်းတစ်ခုစတင်ရမှာဒါမှမဟုတ်ဖောက်တဲ့ client တွေရှာရမှာယုံကြည်စိတ်ချရမှုဟာအရေးကြီးဆုံးအုတ်မြစ်ဖြစ်ပါတယ်တကယ်လို့ကို့မှာကောင်းမွန်တဲ့ network ရှိလို့ရှိရင်ကို့ကိုတည်ကျတဲ့သူတွေကတစ်ဆင့်စကားနှစ်ဆင့်စကားနဲ့ကောင်းမွန်တဲ့ခုံသင်း good reputation ကိုပြန့်ပွားစေပါတယ်နံပါတ်4ပြဿနာဖြေရှင်းရာတွင်အထောက်အကူရခြင်းလုပ်ငန်းမှာရုတ်တရက်အခက်အခဲဥပမာဥပဒေပိုင်းဆိုင်ရာပြဿနာဤပညာအခက်အခဲကြုံလာတဲ့အခါကိုယ့်ရဲ့ထဲကတင့်တော်တဲ့ကျွမ်းကျင်သူကိုအချိန်မဆိုင်ပဲဆက်သွယ်ပြီးအကူအညီရယူနိုင်ပါတယ်နံပါတ်5ခေါင်းဆောင်မှုအရေးချင်းတိုးတက်လာခြင်းတခြားသောအောင်မြင်တဲ့သူတွေနဲ့ဆက်ဆံခြင်းအပြင်သူတို့ရဲ့စီမံခန့်ခွဲမှုပုံစံသုံးပြချက်ချပုံတွေကနေသင်ယူလေ့လာနိုင်ပြီးတော့ကိုယ့်ရဲ့ခေါင်းဆောင်မှုအရေးချင်း leadership skills ကိုတိုးတက်စေပါတယ်ဒုတိယအပိုင်းအနေနဲ့ networking ကလူမှုဘဝမှာဘယ်လိုအရေးပါလဲနံပါတ်1စိတ်ပိုင်းဆိုင်ရာပတ်ပိုးမှုရရှိခြင်း emotional support လူဘဝမှာပျော်ရွှင်စရာတွေရှိတယ်လို့စိတ်ဖိစီးမှုတွေဝမ်းနည်းစရာတွေလည်းရှိတတ်ပါတယ်ယုံကြည်ရတဲ့မိတ်ဆွေကွန်ရက်ကောင်းတစ်ခုဟာကိုယ့်ရဲ့စိတ်ဒုက္ခတွေကိုဖွင့်ဟတိုင်ပင်ပြီးစိတ်ပိုင်းဆိုင်ရာအားပေးမှု emotional support ကိုပေးစွမ်းနိုင်ပါတယ်နံပါတ်2အမြင်ကျလာခြင်းနဲ့အတွေးခေါ်ပြောင်းလဲလာခြင်းကိုယ်နဲ့မတူညီတဲ့နောက်ခံသမိုင်းယဉ်ကျေးမှုအသက်မွေးဝမ်းကြောင်းရှိတဲ့သူတွေနဲ့ပေါင်းသင်းတဲ့အတွက်ကြောင့်ကဘာကြီးနဲ့ပတ်သက်တဲ့ကိုယ်ပိုင်မြင်ကျလာပြီးတော့ပုံမပြောင်းလဲပြင်လွယ်ရှိတဲ့အတွေးခေါ်မျိုးကိုရရှိစေပါတယ်နံပါတ်3ပုံမပျော်ရွှင်ကျန်းမာတဲ့ဘဝလေ့လာမှုတွေအရကောင်းမွန်တဲ့ဆက်ဆံရေးတွေဟာစိတ်ကျန်းမာရေးကိုများစွာအထောက်အကူပြုပါတယ်လူမှုဆက်ဆံရေးခိုင်မာသူတွေဟာအထီးကျန်သူတွေထက်ပုံမပျော်ရွှင်ပြီးကျန်းမာရေးပိုကောင်းတဲ့အပြင်အသက်လည်းပိုရှည်ကြတယ်လို့သိရပါတယ်နံပါတ်4တိုင်းဝိုင်းတွင်ပါဝင်မှုမြင့်မားခြင်း community involvement ကိုယ့်ရဲ့ကောင်းခြင်းကမိမိတို့ရဲ့ရက်ရွာမြို့နယ်ဒါမှမဟုတ်လူမှုအဖွဲ့အစည်းရဲ့လှုပ်ရှားမှုတွေမှာပုံမပါဝင်ဖြစ်စေပြီးကိုယ်တိုင်လည်းတန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်ခံစားရစေပါတယ်နံပါတ်5ဘဝအခွင့်အလမ်းများပုံမပေါ်ပေါက်လာခြင်းရိုးရှင်းတဲ့လူမှုဆက်သွယ်မှုဥပမာမိတ်ဆွေဟောင်းတဦးနဲ့မမျှော်လင့်ပဲဆုံတွေ့ခြင်းကနေကိုယ့်ဘဝကိုအကြီးအကျယ်ပြောင်းလဲသွားစေနိုင်တဲ့အိမ်နောက်ဘက်အတူနေထိုင်မဲ့မိတ်ဆွေဒါမှမဟုတ်ကိုယ်ပိုင်ဘဝကိုအကျိုးပြုမဲ့အသေးအကျုံသစ်တွေကိုရရှိနိုင်ပါတယ်ကိုယ့်ရဲ့ချိတ်ဆက်ခြင်းဆိုတာဟာမလိုအပ်ပဲသူအများကြီးနဲ့ပေါင်းသင်းနေခြင်းကိုဆိုလိုတာမဟုတ်ပဲနဲ့အရေးအသွင်းမြင့်ပြီးအပြန်အလှန်အကျိုးပြုမဲ့ဆက်ဆံရေး quality relationships တွေကိုတည်ဆောက်ခြင်းပဲဖြစ်ပါတယ်စီးပွားရေးလောကမှာကွန်ရက်ဟာအလုပ်ကိုအောင်မြင်စေတဲ့ engine ဖြစ်သလိုလူမှုဘဝမှာတော့ပျော်ရွှင်မှုနဲ့စိတ်ပိုင်းဆိုင်ရာခွန်အားကိုပေးတဲ့အရင်းအမြစ်ဖြစ်ပါတယ်ဒါကြောင့်မြန်မာလူငယ်တွေအနေနဲ့ကိုယ့်ရဲ့ကွန်ရက်ကိုရေရှည်အတွက်ရင်းနှီးမြှုပ်နှံမှု long term investment တစ်ခုဖြစ်သဘောထားပြီးတော့အပြန်အလှန်လေးစားမှုနဲ့စေတနာကိုအခြေခံပြီးတော့တည်ဆောက်သွားတဲ့ကြောင်းအကြံပြုလိုပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ပတ်တွေမှာလည်း personal finance business နဲ့ economic နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Money Insight မြန်မာ channel ကို like and follow လုပ်ထားပေးကြပါဦးနော်